အားလုံးပဲမင်္ဂလာပါအခုဒီပန်းမွင့်လုံနီးလေးဗီဒီယိုဖိုင်ပြမယ်နော်ဒီဟာလေးလုပ်ဖို့အတွက်ကိုအမဖေးဒီမှာဖြတ်ထားတယ်သူကနှစ်လက်မပတ်ချလဲအမနှစ်လက်မဖေးပြားကိုအရှိရလဲနှစ်လက်မနှစ်လက်မပတ်ချလဲပေါ့နော်ဖြတ်ထားတယ်တကယ်လို့ညီမတို့မှာတစ်ခွဲပဲရှိတယ်ဆိုရင်လဲတစ်ခွဲကိုလုပ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်ပိတ်စတွေနော်ဟိုမီးရှို့လို့ရတဲ့ပိတ်စဆိုရင်ဘယ်ဟာဖြစ်ဖြစ်သုံးလို့ရတယ်နော်သုံးလက်မယူမယ်ဆိုရင်သုံးလက်မပတ်ချလဲဟိုဟာညက်မယ်ပေါ့နော်ညက်ပြီးသွားပြီဆိုလို့ရှိရင်အခုသူ့ကိုဒါနဲ့မပြခင်အမစာရွက်ကလေးနဲ့အရင်ပြပြီးမယ်နော်ဒါတိတိလေးဆိုတော့ကြည့်ရတာအဆင်မပြေမှာဆိုလို့အခုဒီမှာကိုသုံးလက်မပတ်ချထားဆိုသုံးလက်မပတ်ချလဲအမညက်ထားတယ်နော်စာရွက်သူ့ကိုဒီမှာနှစ်ခါခောက်လိုက်မယ်နှစ်ခါခါပြီးသွားရင်သူဒီပချမ်းကိုလာခောက်မယ်ဒါလေးကိုလည်းလာခောက်မယ်ခါပြီးသွားပြီဆိုလို့ရှိရင်ဒီလိုပြန်ခောက်အနောက်ဘက်ကိုပြန်ခောက်မယ်ဒီပချမ်းလည်းအနောက်ဘက်ကိုပြန်ခောက်မယ်ခါပြီးသွားပြီဆိုလို့ရှိရင်ခုဒီမှာဒီနားလေးကိုသူကော်နဲ့တို့မယ်ပေါ့နော်ဒီလိုမျိုးလေးဒီမှာကော်တို့ပြီးသွားပြီဆိုရင်ဒီနှစ်ခုကိုပူးလိုက်မယ်ပြီးရင်ဒီဘက်ကနေပြန်ဖြန့်ထုတ်လိုက်လို့ရှိရင်ပန်းငယ်တစ်ဖက်ရက်လာမယ်နော်အဲ့ဒါကိုပြန်လုပ်ပြမယ်ဒါလေးနဲ့ကြသေးနေတော့ကြည့်ရခက်မှာဆိုလို့စာရွက်နဲ့အရင်လုပ်ပြလိုက်တာနော်ခုနအတိုင်းပြန်လုပ်မယ်နှစ်ခါခောက်မယ်သူခောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ကိုခောက်မယ်ဒီဘက်အချင်းလည်းခောက်မယ်ခောက်ပြီးသွားရင်သူဒီလိုတစ်ခါပြန်လာခောက်ဒီခုနကလုပ်ပြသလိုပဲဒီမှာသေးနေတော့ကြည့်ရခက်မှာဆိုလို့ဒီလိုလေးတစ်ခါပြန်ခောက်မယ်ဟိုဘက်ချင်းလည်းအဲ့လိုပဲခောက်မယ်နော်အဲ့လိုခောက်ပြီးသွားရင်ခုဒီမှာဒီလိုမျိုးဖြစ်သွားတဲ့ဟာကိုဒါဒီနားလေးကော်နဲ့ချမယ်ပြီးသွားပြီဆိုရင်သူဒီဘက်ကိုနဲ့ပြီးဒီဟာလေးအဖျားလေးကိုနည်းနည်းညှိအောင်လို့ညှိလိုက်မယ်နော်အရှိမပန်းမွေးလုတ်ခဲ့တော့လို့ပဲညှိမယ်နည်းနည်းညှက်လိုက်မယ်ညှက်ပြီးသွားရင်သူ့ကိုမီလေးနည်းနည်းပြန်တုံးမယ်ရှေ့ကလုတ်ခဲ့တဲ့ပန်းလေးအတိုင်းပဲအဲဆိုလို့ရှိရင်ရပြီဒါဆိုရင်ပွင့်ဖက်ကလေးတစ်ဖက်ရပြီနော်အဲဆိုလို့ရှိရင်ဒီလိုမျိုးအဖက်ကလေးကိုလိုတလောက်လုပ်မယ်နော်6ဖက်9ဖက်10ဖက်ကိုထည့်ကြည့်တလောက်ကိုထည့်မယ်နော်အဲ့ဒါပြီးသွားရင်ဗန်းမွင့်လေးတွေကိုအချီနဲ့တီးလိုက်လို့ရှိရင်ရပြီဒီမှာဒီပွင့်ဖက်ကလေးတွေထိတ်ကိုတီးသွားမယ်နော်ဒီမှာ9ခုထည့်လိုက်တယ်ငါတို့ကိုယ့်ကို6ခုထည့်လဲရတယ်5ခုထည့်လဲရတယ်10ခုထည့်ခြင်းနဲ့ရနော်ကိုလိုတလောက်ကိုထည့်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အစုံနဲ့အစအောင်ပြန်ပြီးတော့ဆက်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်လာပြီအဲ့ဒီဟာကိုမှခလဲမှာကြောက်တို့ပလဲတို့ပန်းတို့ကိုကြိုက်တဲ့ဟာထည့်လိုက်လို့ရတယ်နော်ဟိုဘိုးလုံးနေကြအမတင်တဲ့သူအဟောင်းနေအားလုံးကတော့တည်ပါတယ်နော်ဒါခိုင်ရင်အချီတလိုင်းပြန်လိုက်မယ်နော်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ခလဲမှာခါတိုင်းလိုပဲကိုထည့်ခြင်းတဲ့ဟာဒီမှာကြောက်ကလေးထည့်လဲရတယ်နော်ကိုမပန်းလေးတွေရှိလဲပန်းပလဲရှိနေပလဲကိုမရှိတာလေးကြိုက်တဲ့ဟာကိုထည့်သွားလိုက်ရင်ရပါမယ်နော်ကိုကြိုက်တာကိုကပ်ပါ
ဆိုလို့ရှိရင်ဒီဟာလေးရပြီနော်လုံကြည့်ပါနော်အမကိုဒီပန်းလုံကြီးမေးရတဲ့သူရှိတယ်ဘယ်သူလဲမသိဘူးမအားတာနဲ့အခုမှလုပ်ပြီးဖြစ်တာဆိုလို့ရှိရင်အားလုံးပဲလုပ်ပြီးလို့ရှိရင်ပြန်ပြပေးပါအောင်နော်